မိုးရွာတန်တဲ့အချစ်မောင်ထက်နဲ့မမညိုပြေးကတက္ကသိုလ်မှာအတန်းတူတွေပထမဆုံးတွေ့ခဲ့တဲ့နေ့ကမိုးလေကြီးလမ်းကြောင်းပေါ်မှာမမညိုပြေးကငွေရဲထည့်ထားတဲ့စာအုပ်တွေမိုးရေနဲ့ဆိုးဆိုးပြတ်သွားမလားတဲထိတ်ထိတ်နဲ့အိမ်ပြန်နေတာမောင်ထက်ကသူ့မနာသွားပြီးထီလေးဆောင်ပေးလိုက်တယ်မမညိုပြေးကအဲ့ဒီနောက်ပိုင်းသူ့စကားသံတွေကိုအမြဲဖိသိမ့်မိနေတယ်မိုးကြောင့်စာအုပ်တွေမပြတ်သွားစေချင်ဘူးထီးတူတူဆောင်းရအောင်ဆိုတဲ့အပြုံးနဲ့တန်အေးအေးလေးအချိန်တွေကြာလာတာနဲ့တယောက်အပေါ်တယောက်ချစ်မိကြတယ်စာအုပ်ဖတ်ရင်အဆောင်ထဲမှာညနေလင်းအိတ်ဆင်းတဲ့အချိန်စာကြည့်တိုက်ထဲမှာမျက်လုံးချင်းစုံမိတဲ့အချိန်တိုင်းမှာလက်ထဲမှာပူနွေးသွားတဲ့လေးနဲ့တဲ့ခံစားချက်တစ်ခုကြီးရှိနေတယ်တနေ့မှာမောင်ထက်ကသူ့ရင်ထဲရှိမှုကိုမမညိုပြေကိုပြောလိုက်တယ်မင်းနဲ့မိုးထဲမှာထီးတူတူဆောင်းမိခဲ့တဲ့နေ့ကစပြီးငါဘဝထဲမှာမိုးရွာတန်တိုင်းမင်းမျက်လုံးကစကားပြောတန်လေးတွေကိုနားထဲနဲ့ကြားညနေအတွင်းညာဘက်အိမ်မက်ထဲမှာတခါတလေလက်ချောင်းနှွေးနှွေးနဲ့ထိမိသလိုခံစားနေရတဲ့သူတယောက်ရှိတယ်မောင်စင်ထက်သူအိမ်ဆောက်သစ်ထဲရောက်ပြီးအိတ်တဲ့ညတိုင်းတကားမဖွင့်ပဲအခန်းထဲကိုဝင်လာတဲ့မိန်းမတယောက်နဲ့တွေ့တယ်မိန်းမဟာအဖြူအကွက်ကြိုးဝတ်ထားပြီးမျက်လုံးကြီးတွေထိမိခြင်းနဲ့တမျိုးချစ်စရာမနှဲတဲ့ငြိမ်ငြိမ်ပုံစံပထမညတွေမှာတော့မောင်စင်ထက်တလန့်ပြီးအိယာထားထွက်သွားတယ်ဒါပေမဲ့တရက်နဲ့တရက်တွေ့လာတော့သူ့ရင်ထဲမှာအဆင့်ဆင့်ဆွဲမှတ်မှုတစ်ခုပေါ်လာတယ်မိန်းမကသူ့နားမှာအမြဲတိုးတိုးနဲ့ပြောတယ်မင်းအိမ်မှာငါအသက်သေးပြီး12ပြည့်ပြီအခုငါ့ကိုသတိရပေးတဲ့သူမင်းတယောက်ပဲရှိတယ်မောင်စင်ထက်မတိကျတဲ့ကြောက်စိတ်နဲ့ပဲသူမရဲ့မျက်နှာကိုတဖြည်းဖြည်းအလင်းထဲမှာကြည့်မိတော့တကယ်အလွန်လှတဲ့မိန်းမတူသို့တော်မျက်မူထဲကအနက်ရောင်ရိပ်မိုးကြောင့်လွတ်မရတဲ့တရေညတိုင်းသူမနဲ့မျက်လုံးတွေတန်းပြီးစကားပြောသချင်းလေးတွေဆိုမောင်စင်ထက်တယောက်တည်းအိမ်မရတဲ့ညတွေအားလုံးဆွဲလန်းသွားတယ်သူမကတခါတည်းအမိုက်မဲတန်နဲ့ပြောလိုက်တယ်မင်းတကယ်ချစ်မိခဲ့ရင်ငါ့ကိုအမှတ်မေ့မနေရအောင်ဂရုပေးပါမောင်စင်ထက်ရင်ခုန်ထဲမှာကြောက်စိတ်နဲ့အချစ်စိတ်နှစ်မျိုးတပြိုင်နက်တည်းဖြစ်နေတယ်